reading ကိုကြည့်နေတဲ့ collective လေးတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတစ်စုံတစ်ရာပြဿနာတစ်စုံတစ်ရာတစ်ခုခုပေါ့နော်ဖြေရှင်းလို့မရတဲ့ကိစ္စလမ်းပြောင်းနေတဲ့ကိစ္စအဲ့လိုမျိုးလေးတွေရှိမယ်ဆိုလို့ရှိရင်ဒီ tarot ကလေးတွေကနေပြီးတော့အနည်းဆုံးဥမာလမ်းပြပေးနိုင်မလားဘယ်လိုဖြေရှင်းရမလဲဒီကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုပေါ့နော်problem solving တစ်ခုခုပေါ့ကွယ်အဲ့လိုမျိုးလေးများရနိုင်မလားအမှကြည့်ကြည့်လိုက်မယ်နော်အဲ့တော့ဒီပြဿနာကဘယ်လိုဖြေရှင်းရမလဲဘာကြောင့်ဖြစ်လဲအနည်းဆုံးတော့ဒီလိုလေးသိရမလားပေါ့နော်ဟုတ်ပြီဒီပြဿနာကဖြေရှင်းဖို့ကတော်တော်လေးတော့ခက်ခဲမယ်သွားတဲ့အခါမှာပြဿနာဖြေရှင်းတဲ့အခါမှာချောချောမွေ့မွေ့တော့ပြီးသွားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပြဿနာရဲ့အကြောင်းရင်းဘာကြောင့်ဖြစ်လဲဆိုရင်အမကတော့ဒီ reading ကိုကြည့်နေတဲ့သူတွေကပါများလဲဆိုရင် relationship ကိစ္စတွေများလိမ့်မယ်เนาะ relationship နဲ့ပတ်သက်လို့တက်နေတဲ့ပြဿနာတွေများတော့အဖြစ်เนาะ80%เนาะငွေကြေးနဲ့ပတ်သက်တာထက်ကို relationship နဲ့ပတ်သက်လို့ဖြစ်တဲ့ပြဿနာကပိုများတယ် relationship မှာဘယ်လိုလူတွေပါလဲဆိုတော့တမီးကြီးစားလဲ relationship ပဲအိမ်အောင်ရေးလဲ relationship ပဲเนาะပြီးတော့ဟိုပေါ့ကွာဘယ်လိုပြောရမလဲမိဘနဲ့တာသမီအိမ်တွင်းရေးเนาะ social ဆိုအဲ့တော့တို့ဒီမှာ society နဲ့ပတ်သက်တယ်ကွာများတော့အဖြစ်เนาะဝေကြီးနဲ့ပတ်သက်တဲ့ပြဿနာကိုသိမတွေ့ရဘူးလူမှုရေးအဖွဲ့အစည်းလူမှုရေးနဲ့ပတ်သက်တယ်ပေါ့ကွာပြောရမိဘနဲ့တာသမီတော့၎င်းအိမ်အောင်ရေးတော့၎င်းတို့ relationship ဆိုတာဒီသမီးသားချစ်သူဇုံတွဲတွေတော့၎င်းပေါ့နော်ဆက်ဆံရေးတွေပေါ့နော်ပြောရလို့ရှိရင်ဟိုအထက်လူကြီးနဲ့ကိုနဲ့ဆက်ဆံရေးကိုနဲ့အောက်လက်ငယ်သားရဲ့ဆက်ဆံရေးအဲ့လိုမျိုးလူမှုအဖွဲ့အစည်းနဲ့များသောအားဖြင့်ပါတယ်တဲ့เนาะပတ်သက်မှုပိုများတယ်ငွေကြေးတို့အလုပ်အကိုင်တို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အခက်အခဲကိုတိတ်မတွေ့ရဘူးလာကြည့်တဲ့သူတွေမှာပေါ့เนาะအကြောင်းရင်းအဲ့လိုမျိုးအကြောင်းဖြစ်ဖို့များတယ်เนาะ Page of Cups เนาะကိုယ့်ရဲ့စိတ်ကိုနည်းနည်းတီးခံမှာเนาะတဲကြီးခံတဲ့စိတ်ကိုရှေ့တန်းတင်ရမယ်เนาะတိတ်လို့ရှိရင်ရင်းချက်မှုကိုရှေ့တန်းတင်ရမယ်เนาะဘယ်လိုဖြေရှင်းရမလဲဆိုလို့ရှိရင်ရင်းချက်ကိုကစိတ်သဘောထားကြီးမြတ်ကမယ်เนาะတဲကြီးခံမယ်ဥမာပေါ့ကွယ်တယောက်နဲ့တယောက်ချစ်သူရည်စားတွေမှာဆိုလို့ရှိရင်လေကိုယ့်ရဲ့စိတ်ကကလေးဆန်နေတာတို့ဘာလို့အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားကိုတွေ့ရတယ်เนาะဒီလိုမျိုးကလေးဆန်တဲ့အပြုအမူတွေကိုရှောင်ရမယ်မိဘနဲ့တာသမီမှာဆိုလေเนาะမိဘတွေတော့၎င်းတာသမီတော့၎င်းကိုကမိဘဆိုလို့ရှိရင်မိဘပီပီလေးအကျင့်ကြံပြိုးထောင်ပါတဲ့เนาะမိဘလိုပဲကျင့်ကြံရမယ်เนาะကိုကတာသမီနဲ့အပြိုင်စိတ်ကောက်နေတာတို့တာသမီနဲ့အပြိုင်နေလုံနေတာတို့ပေါ့เนาะဟိုဘယ်လိုပြောရမလဲရှင်ပြိုင်ပြီးတော့လေတာသမီနဲ့မိဘမှာဘယ်သူတဲကြီးခံရမလဲမိဘလည်းတဲကြီးခံရမယ်เนาะအဲ့လိုပုံစံမျိုးကိုကတာသမီဆိုလို့ရှိရင်လေကိုတီတာသမီဖြစ်တဲ့အတွက်မိဘတွေမှားနေခဲ့သည်ရှိတော့ကိုကအော်ငါဖေနဲ့အမေကအသက်ကြီးပြီဒီလိုမျိုးလေးတီးခံစိတ်လေးမွေးလိုက်မယ်ဆိုလို့ရှိရင်တဲ့အရာကအဆင်ပြေသွားနိုင်တယ်ပေါ့နော်ဒီပြဿနာကအရင်ကြီးခက်ခဲထဲမှာမပါဘူးเนาะတယောက်နဲ့တယောက်ပြေလည်အောင်ညှိနှိုင်းလိုက်လို့ရှိရင်ဒီပြဿနာကပြေလည်သွားမယ်เนาะအဲ့ဒီမှာเนาะဟိုเนาะကိုရဲ့အတွင်းမှာဒီပြဿနာကပြေလည်သွားနိုင်တယ်เนาะအကယ်၍ဒီဟာကိုတို့ကပြေလည်အောင်မညှိနှိုင်းဘူးเนาะမဆွေးနွေးဘူးတယောက်ကမလျှော့ဘူးเนาะတစ်ဖက်ကတင်းမာနေရင်တစ်ဖက်ကလျှော့ရတော့မယ်เนาะအဲ့လိုမျိုးနှစ်ဖက်အခုနှစ်ဖက်ဖြစ်နေတဲ့ပြဿနာမှာနှစ်ယောက်စလုံးကသူတင်ငါတင်ဆိုရင်ဘလို့မှပြေလည်မှာမဟုတ်ဘူးเนาะအဲ့တော့တို့ကတိခန့်ခြင်းတရားကိုလက်ကင်ထားရမယ်သူတိခန့်ခြင်းတရားကိုလက်ကင်ထားဖို့ပဲပြောထားတာเนาะအဲ့တော့ကို့မှာနာကျင်ခံစားရတာတွေရှိတယ်နော်ကိုကဥမာပေါ့ကွယ်ညဆိုလို့ရှိရင်အိတ်မပြောဘူးအိတ်လို့ကိုမရဘူးဒီကိစ္စနဲ့ပတ်သက်လို့ကိုစဉ်းစားတယ်တွေးတောတယ်နာကျင်တယ်အိတ်လို့မရဘူးခံစားရတယ်ပေါ့နော်အဲ့လိုအနေအထားမှာကိုကဘာလုပ်ရမလဲဒီစိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေလုပ်ရမယ်စိတ်ကိုလျှော့ချရမယ်နော်အရာက
ကောင်းတာနဲ့ဆိုးတာနဲ့ဒွန်တွဲနေတာပဲဆိုတဲ့တရားသဘောကိုကလက်ခံရမယ်ဒီမှာနော် high priestess နော်အဖြူနဲ့အမဲတိုင်ကြားထဲမှာတချို့စကားတွေတချို့သောစကားတွေကိုမပြောဘဲနေလို့ရရင်မပြောပါနဲ့တဲ့နော်မပြောပါနဲ့ကိုယ့်ဘက်ကိုယ်ပဲရင်ထဲမှာမျိုးသိမ့်လိုက်ပါနော်ထုတ်ပြောမှပြဿနာတွေကပိုပြီးတော့ကြီးထွားသွားနိုင်တယ်ဘယ်လိုစကားရဲ့မျိုးပဲဖြစ်ပေါ့နော်ကိုယ့်ရင်ထဲမှာပဲတင်ထားလိုက်ပါလာကြည့်နေတဲ့လူတွေနော်ကိုပြောလိုက်တဲ့အခါကျရင်ပြဿနာကဒီထက်ပိုပြီးတော့ရှင်းမရတဲ့စီကိုရောက်သွားမှာဆိုလို့နော်အဲ့တော့တို့ဒီမှာမာနလေးတွေရှော့ရမယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်နော်ကို့မှာဥမာပေါ့ကွယ်သူဟဲ့ငါဟဲ့ဆိုတဲ့နေရာမှာငါဆိုတဲ့စိတ်ကိုတော်တော်လေးရှော့ချပလိုက်ရင်တဲ့ဒီအခု struggle ဖြစ်နေတဲ့အရာတွေပေါ့နော်တို့အခက်အခဲဖြစ်နေတဲ့ဟာတွေမပြေလည်နေတဲ့အရာတွေကလုံးဝကြီးကိုအဆင်ပြေသွားမယ်ပေါ့နော်အဲ့ဒါက6ရက်ပဲเนาะအကြဆုံးက6ရက်ပဲเนาะ6ရက်ဒီ9ရက်တစ်ဖက်9ရက်ပေါ့နော်အဲ့9ရက်အတွင်းမှာ तू ကပြည်လေသွားလိမ့်မယ်เนาะဒါပေမဲ့ကိုလုံးဝမဲ့အလုပ်ကပါလေမာနတွေလျှော့ပြလိုက်မပြောသင့်တဲ့စကားကိုမျိုးသိပ်ထားလိုက်ပါရင်ထဲမှာတည်တည်ထိသိသိသွားလိုက်ပါမပြောပါနဲ့ညံ့ကြလို့ရှိရင်ကိုခံစားနေရတဲ့အရာတွေရှိတယ်အဲ့ဒါတွေကလည်းနိုင်တော့ဆက်ဆိုတာကပြီးဆုံးတော့မယ်เนาะပြီးဆုံးတော့မယ်ကိုရဲ့နာကျင်မှုတွေကဘယ်အရာမှမတည်မြဲဘူးအကြာကြီးဘယ်တော့မှမနေဘူးနော်အဲ့တော့တို့ရဲ့နာကျင်မှုတွေတို့ရဲ့ခံစားနေရမှုတွေကိုတင်ထားလိုက်တော့တဲ့နော်ရင်ထဲမှာပဲထားလိုက်တော့ဘယ်အရာမှမမြဲဘူးဆိုတဲ့တရားကိုလက်ကင်ထားပါပြီးတော့ညဘက်ကြလို့ရှိရင်ဂုံတော်6ပါးလေးကိုတို့ပတိစိတ်နိုင်စိတ်ပေးပါမစိတ်ဘူးဆိုလို့ရှိရင်အမြဲတမ်းပါဇက်ကနေပြီးတော့တဖွာဖွာနဲ့ဂုံတော်6ပါးကိုရွတ်ပေးပါ9ရက်နေလို့ရှိရင်ဒီပြဿနာအဆိုင်ခဲကပြေလည်သွားလိမ့်မယ်နော်အကယ်၍မပြေလည်ဘူးဆိုရင်ထိခိုက်မဲ့သူတွေကပါလဲဆိုတော့ကိုကလူငယ်ဆိုရင်ကိုမိဘတွေထိခိုက်လာလိမ့်မယ်အကယ်၍ကိုက relationship ချစ်သူကြီးသားဆိုလို့ရှိရင်တော့မိဘတွေထိခိုက်လာလိမ့်မယ်ကိုကမိဘဖြစ်နေတဲ့သူဆိုရင်ကိုသားသမီးတွေကိုဒီပြဿနာတွေဥဆက်သွားနိုင်တယ်နော်အဲ့တော့ကိုသားသမီးတွေစိတ်ဆင်းရဲမယ်အဲ့လိုမျိုးလေးတွေ့ရတယ်အခုဒီပြဿနာအရင်နှစ်ကိုခြုံငုံပြီးကြည့်ရင်ငွေကြေးကြောက်လည်းမဟုတ်ဘူးအလုပ်ကြောက်လည်းမဟုတ်ဘူးဒီ relationship ကြောင့်အိမ်တွင်းရေးပြီးသားစုအချင်းချင်းဖြစ်တဲ့ပြဿနာချစ်သူရည်စားခြင်းဖြစ်တဲ့ပြဿနာတငယ်ချင်းအချင်းချင်းဖြစ်တဲ့ပြဿနာအထက်အောက်လူကြီးဖြစ်တဲ့ပြဿနာပေါ့နော်အဲ့လိုမျိုးတွေရက်ွက်ထဲမှာပေါ့ကွယ်သူနဲ့ကိုနဲ့မိတ်ဆွေကြီးပေါ့နော်အဲ့အိမ်ကြီးသားချင်းတွေပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ပြဿနာကိုယ်စိတ်ထဲမှာလိတ်ခဲတင်းနေဖြစ်နေဖြေလျှော့ကြလိုက်ပြောမနေနဲ့တော့เนาะကိုတချို့ကိစ္စတွေမပြောနဲ့တော့အဆုံးတက်လိုက်တော့เนาะကိုရင်ထဲမှာတင်ထားလိုက်တော့ဒါတွေကဆက်ပြောနေဥမာပေါ့ကွယ် line ပေါ်လွှင့်ပြီးပြောတာတို့ status တွေတင်တာတို့အဲ့လိုမျိုးတွေမလုပ်ပါနဲ့တဲ့เนาะstatus တွေတင်လိုက်မယ်ဆိုရင်လည်းပြဿနာကပိုပြီးကြီးထွားလာနိုင်တယ် line ပေါ်မှာလွှင့်ပြီးတော့ကိုကဘာဟေ့ပြောမယ် line လွှင့်ပြီးပြောမယ်ဆိုလည်းပြဿနာရှင်းမရတဲ့စီကိုရောက်သွားလိမ့်မယ်အကြီးဖြစ်သွားလိမ့်မယ်เนาะအဲ့တော့မျိုးသိမ့်တင်တာမျိုးသိမ့်လိုက်ပါပြီးတင်တာကိုပြီးလိုက်ပါမာနကို short ချလိုက်ပါကိုက short လိုက်တယ်ဆိုရင်ကိုကအနိုင်ရတာပဲเนาะအဲ့တော့အဲ့ဒါလေးကိုအမကကြည့်ပေးတာပါအဆင်ပြေပါစေလို့ဆုတောင်းပါတယ် the last ကလေးမှာတစ်ခါဆွဲကြည့်မယ်အောက်ပြီးเนาะကိုကဒီမေတ္တာဘာဝနာလေးတွေပွားများပေးမယ်သူ့ကိုမေတ္တာပို့ပေးမယ်သူ့ကိုမျက်စိထဲမှာမြင်ကိုနဲ့အခုအစင်မပြေဖြစ်နေတဲ့အထက်လူကြီးဆိုလဲအထက်လူကြီးလက်အောက်ငယ်သားဆိုလဲလက်အောက်ငယ်သားရက်ွက်ထဲကလူဆိုလဲရက်ွက်ထဲကလူပေါ့နော်ချစ်သူဆိုလို့ရှိရင်လဲကိုကြီးစားကိုမျက်စိထဲမှာမြင်ပြီးပါဆိုရင်လဲမျက်စိထဲမှာမြင်တာသမီးကိုမျက်စိထဲမှာမြင်ကိုအဖေကိုမြင်ကိုအမေကိုမြင်ပေါ့နော်ကိုနဲ့ပြဿနာဖြစ်နေတဲ့ problem ဖြစ်နေတဲ့လူကိုမျက်စိထဲမှာမြင်ပြီးလို့ရှိရင်မေတ္တာဘာဝနာပွားပေးပါတဲ့เนาะကျမ်းပါပါစေချမ်းသာပါစေဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးမေတ္တာတက်လေးတွေလွတ်ပေးပါအဲ့ဒါဆိုရင်အရာရာအဆင်ပြေသွားပါလိမ့်မယ်တဲ့เนาะ client လေးတွေအားလုံးအဆင်ပြေချုံးပေးပါစေလို့မဆုတောင်းပါတယ်